မင်းကြီးသည်ဤသူကသူတော်ကောင်းဖြစ်ပေသည်မိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုနေသူလည်းဖြစ်သည်မြားတံကိုခံစားနေရတော့လေမိမိဝေဒနာကိုတတိမထားမိဘနှစ်ပါးအတွက်သာပူပန်နေရှာသည်ဤမြဂုံကျေးဇူးနှင့်ပြည့်စုံသောသူကိုငါပြစ်မှားမိလေပြီဟူ၍ကြီးစွာနှောင်တရသည်ဤသို့ဖြင့်တိုင်းပြည်သို့မပြန်တော့ဘဲသုဝဏတာမ၏မိဘများကိုလှုပ်ကြွေးပြုစုတော့မည်ဟုဆုံးဖြတ်လိုက်သည်ထို့ကြောင့်အချင်းသုဝဏတာမတင်ဤမိဘနှစ်ပါးနေရာအရက်ကိုသာပြောပါတင်လှုပ်ကြွေးပြုစုသည့်အတိုင်းပင်ကျွန်ုပ်လှုပ်ကြွေးပြုစုပါမည်ဟုဂတိစကားကိုဆိုသည်ထိုအခါသုဝဏတာမသည်ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီးချက်ချင်းပင်မိဘများနေရာအရက်ကိုမင်းကြီးအားပြောပြသည်ထို့သို့ပြောပြဆဲမှာပင်မြားစိတ်တက်၍မှိမျောသွားရှာသည်မင်းကြီးသည်သုဝဏတာမကိုစမ်းသပ်ကြည့်လိုက်သောအခါသုဝဏတာမတည်ဆုံးသွားခဲ့ပြီထို့နောက်ဒုက္ကုလာနှင့်ပါရိကာတို့ရှိရာကျောင်းသင်္ကန်းသို့ပိလိယခမင်းကြီးတွားရောက်နေသည်ကျောင်းသင်္ကန်းသို့ရောက်ရှိသောအခါဒုက္ကုလာနှင့်ပါရိကာတို့အားဖြစ်ပျက်ပုံအလုံးစုံကိုပြောပြသည်မိမိလာရင်အကြောင်းကိုလည်းပြောပြသည်အရှင်ယတိတို့ယခုအချိန်မှစ၍အရှင်တို့အားမိဘနှစ်ပါးအရာထား၍အကျွန်ုပ်လှုပ်ကြွေးပြုစုပါမည်ဒုက္ကုလာနှင့်ပါရိကာတို့ကအရှင်မင်းကြီးကျွန်ုပ်တို့ကိုလှုပ်ကြွေးပြုစုရန်မလိုပါတားကလေးတာမရှိရအရက်တို့သာပို့ဆောင်ပေးပါတားကလေး၏မျက်နှာကိုစမ်း၍ရင်ထုကငိုကြွေးလိုပါသည်တားနောက်သို့လိုက်၍တိတ်လိုပါသည်ဟုပိလိယခမင်းကြီးအားပြောကြလေသည်မင်းကြီးကအမျိုးမျိုးဖြောင်းပြပြောဆိုတော်လဲမရနောက်ဆုံးတွင်မနေတာတော့ပဲရတိတ်နှစ်ပါးကိုလက်ဆွဲလျက်လိုက်ပို့ရလေသည်ပိလိယခမင်းလည်းသုဝဏတာမရှိရာတဲတောင်မြင်ပေါ်သို့ရတိတ်နှစ်ပါးအားလိုက်လံပို့ဆောင်ပေးကြလေသည်တဲတောင်ပြင်သို့ရောက်သောအခါလှဲလျောင်းနေသောသုဝဏတာမကိုစမ်းသပ်မိကြသည်အသက်မသေးသေးကြောင်းလည်းသိရှိကြလေသည်ဒုက္ကုလာနှင့်ပါရိကာတို့သည်တားဖြစ်သူသုဝဏတာမ၏ဥကောင်းပတ်တွင်နေရာ၍တစ္ဆာအဋိဌံပြုကြလေသည်သုဝဏတာမ၏ရှေးဘဝကမိခင်အဖြစ်တော်ဆက်ခဲ့မှုသောဘဟုတုံတရီနတ်သမီးကလည်းတစ္ဆာအဋိဌံပြုသည်တစ္ဆာ၏ဘုံတကိုအာနုဘောကြောင့်မြားစိတ်တို့လျှော့ကြသည်သုဝဏတာမအသက်ဘေးမှလွတ်မြောက်လေသည်တရားမင်းကလည်းဆုပေးသည်ဒုက္ကုလာနှင့်ပါရိကာတို့ကမျက်စိနှကွင်းအလင်းရကြသည်သုဝဏတာမသည်ပိလိယခမင်းကြီးအားတီလာဆောင်တည်ရန်အလူဒါနပြုရန်တိုင်းသူပြည်သားကိုရင်ဝယ်သားနှင့်မချမေတ္တာထား၍မင်းကျင့်တရားနှင့်အညီတိုင်းပြည်အုပ်ချုပ်မင်းလုပ်ရန်တရားဓမ္မများဟောကြားလေသည်ဘဟုတုံတရီနတ်သမီးနှင့်အခြားနတ်အပေါင်းတို့အားလည်းတရားရည်အမြိုင်စီကိုတိုက်ကျူးလေသည်ထိုချိန်မှစ၍ပိလိယခမင်းကြီးသည်တမင်သားတက်မှတ်ခြင်းအကျင့်ကိုစွန့်၍တရားရပါတိုင်းပြည်သို့ပြန်၍မင်းကျင့်တရားနှင့်အုပ်ချုပ်လေလိုသည်မိဘကျေးဇူးကိုတိတက်သောသူတို့သည်ဘေးဒုက္ခအန္တရာယ်အပေါင်းမှလွတ်မြောက်ကြမည်ဖြစ်လေသည်မျက်မှောက်ဘဝ၌၎င်းတန်တရား၌၎င်းကောင်းကျိုးချမ်းသာအဖျားဖျားကိုခံစားရမည်ဖြစ်ပါသည်ထို့ကြောင့်ဒီဗီဒီယိုကိုကြည့်ရှုနေသောပရိသတ်တို့သည်လည်းမိဘကျေးဇူးကိုတိတက်သောသူများဖြစ်ကြပါသည်မိဘကျေးဇူးကိုတိတက်ပြီးမိဘကျေးဇူးဆက်နိုင်သောမိဘကျေးဇူးဆက်ရန်ကြိုးစားနေသောလူပုဂ္ဂိုလ်များဖြစ်ရန်ကြိုးစားကြပါတိုက်တွန်းရင်ဗီဒီယိုလေးကိုဒီမှာအဆုံးသတ်လိုက်ပါစီနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါမယ်